Hello အားလုံးပဲမင်္ဂလာပါဒီနေရာလေးကကျတော့ဒီခောက်ရံမျိုးရဲ့ပေါ့နော်အထင်ကြီးနေရာလေးတစ်ခုပဲဖြစ်တယ်သူကဘယ်လိုမျိုးပုံစံလေးလဲဆိုရင်ဒီအီတလီနိုင်ငံရဲ့ပေါ့နော်အထင်ကြီးနေရာကြီးဖြစ်တဲ့ဒီအီတလီဘာသာစကားအရဆိုလို့ရှိရင်ပီယာဆန်ဆန်မခိုလို့ခေါ်ရဲပေါ့နော်ဒီနေရာကြီးနဲ့သူကဆင်တူသွားတယ်အဓိပ္ပာယ်ကတော့သူကဒီဥမာပြည်သူရင်ပြင်လိုပုံစံလိုမျိုးပေါ့နော် public area အဲ့လိုမျိုးပုံစံလိုမျိုးလေးဟိုသူကအတိတ်ပဲခေါ်တယ်အီတလီဘာသာစကားအရမှာဆိုရင်လေဒီစကားရေးမှာဆိုလို့ရှိရင်လည်းပေါ့နော်ဥမာ let's meet the Pearson အဲ့လိုမျိုးလေးပြောကြရပေါ့နော်အဓိကတော့အပန်းဖြေနေရာတစ်ခုပါပဲအဲ့လိုမျိုးနေရာနဲ့စင်တူအောင်ဆိုပြီးတော့သူကဒီခောက်ရံမျိုးမှာဒီလိုပုံစံလေးလုပ်ပေးထားတာတီးလုံးလေးရာစားပေါ့နော်ဒီအီတလီကိုရောက်သွားတဲ့ခန်းစားချက်မျိုးတွေပြီးရင်ဒီအစာအိုးကြီးရလည်းလုံးဝဥရောပဘက်ကအီတလီဘက်ကအစာအိုးကြီးလိုမျိုးလေးဆိုတော့လေတော်တော်လေးကအထူးဆန်းလေးတော့ဖြစ်တယ်ပေါ့နော်ညဘက်ဆိုရင်လည်းတော်တော်လေးလှမဲ့နေရာလေးတစ်ခုပဲမရောင်စုံလေးလည်းထွန်းထားမယ်ဆိုတော့လေဒါကတော့နေဘက်လေးရောက်သွားတယ်ဆိုတော့နေဘက်ရောက်တဲ့ဘလူးလေးကလည်းတော်တော်လေးလှပါတယ်